Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မတွေ့ရလဲကြာပြီဆိုတော့ဗျာထပ်မှန်ပြီးတော့ကျွန်တော်တို့အပိတ်လေးတော့ပေါ့နော်ကျွန်တော်တွက်နည်းနဲ့ပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ channel ကိုဒီမှာလာရောက်လဲပတ်တဲ့သူဆိုရင်လဲပေါ့နော်တော့ like and subscribe လုပ်လို့ရတယ်လို့လုပ်ချင်လဲလုပ်ပါမလုပ်ချင်လဲမလုပ်ပါနဲ့အဲ့တော့ကျွန်တော်ကတော့တွက်နည်းနဲ့ပြတာဖြစ်တဲ့အတွက်ကြောင့်မကြိုက်ရင်တော့ကြော်ကြည့်လိုက်ပါအဲ့တော့ကျွန်တော်တို့စမယ်ပေါ့ဗျာနော်ကျွန်တော်တို့ဒီမှာပေါ့နော်3ညပေါ့နော်ဒီ3ည6ပေါ့ဗျာနော်3လုံးပေါင်းချင်း6ဆိုတာကကျွန်တော်တို့အခုလို့ပေါ့196ပေါ့နော်3လုံးပေါင်းချင်းကလေ6ဖြစ်ပါတယ်တမန်ပြီးတော့ကျွန်တော်နောက်တစ်ပြင်ကြည့်လိုက်တဲ့အခါမှာ454 3လုံးပေါင်းချင်းဒီ3ပေါ့နော်အဲ့ဒီ3လုံးပေါင်းချင်း3ဖြစ်တာက1ရဲ့8ရဲ့4ရဲ့ပေါင်းချင်းကလေ3ဖြစ်ပါတယ်တမန်ပြီးတော့ကျွန်တော်တို့နောက်တစ်ပြင်ကြည့်တဲ့အခါမှာပေါ့နော်ကျွန်တော်က9ရဲ့3ရဲ့4ရဲ့ပေါင်းလိုက်လို့ရှိရင်ကျွန်တော်က2ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလို9ရဲ့3ရဲ့4ရဲ့ပေါင်းတဲ့အခါမှာကျွန်တော်က2ရတယ်ပေါ့နော်အဲ့တော့2ရတယ်ဆိုတော့အဲ့ဒီလို3လုံးပေါင်းချင်း2ရတာကပေါ့နော်ကျွန်တော်တို့ဒီမှာ3ညရဲ့3ရဲ့ပေါ့နော်အဲ့တော့2ဖြစ်ကျွန်တော်ကဒီမှာပါလဲဆိုတော့ကျွန်တော်က9ထည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့12နာရီခဏ9ထိဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ပြင်စက်ကြည့်မယ်ပေါ့နော်ဒါကနောက်ပိတ်ပေါ့ဗျာအဲ့တော့နောက်ပိတ်ကိုတွက်တဲ့အခါမှာကျွန်တော်တို့9ရဲ့8ရဲ့6ရဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ3လုံးပေါင်းချင်းကကျွန်တော်တို့က9ဖြစ်တယ်ပေါ့နော်အဲ့လို9ဖြစ်တာကကျွန်တော်တို့ဒီမှာပေါ့နော်9ရဲ့9ရဲ့ပေါင်းချင်းကလေ9ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ပြင်စက်ကြည့်မယ်အဲ့တော့ခုံ4ပေါ့နော်ပေါင်းချင်းကကျွန်တော်တို့က8ပေါ့နော်အဲ့ဒီ3လုံးပေါင်းချင်း8ဖြစ်တာကကျွန်တော်တို့8ရဲ့6ရဲ့4ရဲ့ပေါင်းချင်းကလေကျွန်တော်တို့စီမှာ8ရမှာဖြစ်ပါတယ်အဲ့တော့8ရတယ်ဆိုတော့ပေါ့နော်ကျွန်တော်နောက်တစ်ပြင်ကိုကျွန်တော်တို့ကကြည့်တဲ့အခါမှာ8နဲ့4ပေါ့နော်3လုံးပေါင်းချင်း4ပေါ့နော်အဲ့လို3လုံးပေါင်းချင်း4ဖြစ်တာကကျွန်တော်တို့ဒီမှာ3နဲ့6နဲ့ပေါင်းချင်းက9ပေါ့နော်အဲ့တော့9ဖြစ်တယ်ဆိုတော့ကျွန်တော်က4ဖြစ်ချင်တော့ကျွန်တော်က9ထည့်လိုက်တယ်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီ12နာရီဒီကွက်ကောင်တော့ကျွန်တော်က9ထိပ်နဲ့5ပိတ်ပေါ့နော်အဲ့တော့9ထိပ်နဲ့5ပိတ်နေဆိုကျွန်တော်အဖွင့်နေကကျွန်တော်က9 3ည main ကွက်ကကျွန်တော်ကဝင်ထားတယ်ပေါ့ဗျာအဲ့တော့နောက်ရက်တွေကလည်းခရီးသွားတာနဲ့ဗာနဲ့ဆိုဘယုတ်ဒုက္ခဖြစ်နေတော့တွက်နည်းရနေနေကြူးကြောင်ပေါ့ဗျာပိတ်ရက်တွေကလည်းခံနေဆိုတော့နည်းနည်းတွက်နည်းနည်းတော့စံမပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့12နာရီခဏကျွန်တော်က95 main ပေါ့နော်အဲ့တော့95 main ကိုကျွန်တော်ကပေါ့နော်ပါဝါနက်ခက်ကရိုက်ဦးမယ်ဆိုတော့ပေါ့နော်အရန်ကွက်က5ကွက်ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ12နာရီခဏရဲ့ထိုးဘက်ကိုကျွန်တော်ကကြည့်ရဆိုရင်ကျွန်တော်က main ကွက်ကကျွန်တော်က95ပေါ့နော်ကျွန်တော်ကတွက်နည်းနဲ့ပြတာဖြစ်တဲ့အတွက်ကြောင့်အမေစီလိုအနေနဲ့ကြိုက်ရင်လည်းထိုးပေါ့ဗျာမကြိုက်ရင်မထိုးနဲ့ပေါ့နော်အဲ့တော့ကျွန်တော်ပေါက်လာလည်းမမေးဘူးပေါက်လာလည်းမမေးဘူးပေါ့နော်ကျွန်တော်ပေါက်လဲဘာမှပေးကြမလို့လို့မပေါက်လေးပေါ့နော်ဘာမှဟောဖြစ်နေနေပေါ့နော်အဲ့တော့ကျွန်တော်ကအခုလိုပေါ့နော်ကျွန်တော်ကအရန်မှာ45ရေ65ရေ93ရေ93ရေ43ရေပေါ့နော်အဲ့တော့ကျွန်တော်ကခဏစုစုပေါင်း6ကွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မျိုးစုအနေနဲ့ကြိုက်ရင်တော့ထိုးပေါ့လေအဲ့တော့ကျွန်တော်ချစ်ရပြောသလိုပဲပေါ့နော်ကျွန်တော်ရဲ့ channel ကိုမျိုးစုအနေနဲ့ကြိုက်လို့ like and subscribe လုပ်လို့မလုပ်ပဲလုပ်လို့ပေါ့နော်အဲ့တော့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကထပ်မှန်ပြီးတော့ကျွန်တော်ကညနေခင်း4နာရီခွဲကိုကျွန်တော်တို့ထပ်မှန်ပြီးကြည့်လိုက်တယ်ပေါ့ဗျာညနေခင်း4နာရီခွဲကနန်းကိုတွက်တဲ့အခါမှာကျွန်တော်တို့ထပ်ပါတိုင်းပေါ့နော်3983ပေါ့နော်အဲ့တော့ကျွန်တော်က3လုံးပေါင်းချင်းက1ဖြစ်တာမို့လို့ကျွန်တော်တို့ကဒီ191ပေါ့နော်အဲ့လို3လုံးပေါင်းချင်းကလည်းကျွန်တော်တို့က1ဖြစ်တယ်ပေါ့ဗျာထပ်မှန်ပြီးတော့ကျွန်တော်တို့က606 3လုံးပေါင်းချင်းကလည်းကျွန်တော်တို့က9ဖြစ်တာမို့လို့ကျွန်တော်တို့က183ညပေါ့နော်ပေါင်းချင်းကလည်း9ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်နောက်တစ်ပြင်ကိုထပ်ကြည့်လိုက်ပေါ့ဗျာ9နှစ်9 3လုံးပေါင်းချင်းပေါ့နော်3လုံးပေါင်းချင်းကကျွန်တော်တို့က9နှစ်9ပေါင်းချင်းပြီးတော့20ဆိုတော့ကျွန်တော်က3ညပေါ့နော်အဲ့တော့3ညဖြစ်တာမို့လို့ကျွန်တော်တို့ဒီမှာ3ညနဲ့3နဲ့ပေါင်းချင်းက3ပေါ့နော်ကျွန်တော်ကအဲ့တော့ကျွန်တော်ကဘူးဖြစ်ချင်တာမို့လို့ကျွန်တော်က9ထည့်လိုက်တယ်ဗျာဒါကြောင့်မလို့ကျွန်တော်ညနေခင်း4နာရီခွဲခဏခွန်ထိတ်ပေါ့နော်ခွန်ထိတ်ကနောက်တစ်ခုကကျွန်တော်ကဒါတိတ်စီးနဲ့နောက်ပိတ်နဲ့ကိုကျွန်တော်ကတစ်ခုချင်းစီတွက်ပြအဲ့တော့နောက်ပိတ်ကိုကျွန်တော်တို့ထပ်မှန်ကြည့်မယ်ဆိုရင်ပေါ့နော်အခုလို655ကိုပေါင်းလိုက်ရင်6ပေါ့နော်အဲ့လို3လုံးပေါင်းချင်း6ဖြစ်တာကဒီ835ပေါင်းချင်းကလည်းကျွန်တော်တို့က6ဖြစ်ပါတယ်ထပ်မှန်ကြည့်လိုက်လို့ရှိရင်3996 3လုံးပေါင်းချင်းက3ပေါ့နော်အဲ့လို3လုံးပေါင်းချင်း3ဖြစ်တာကကျွန်တော်တို့9639ပေါင်းချင်းလည်း3ဖြစ်ပါတယ်နောက်တစ်ခုက286ပေါ့နော်3လုံးပေါင်းချင်းကကျွန်တော်ဝိစိမ6ဖြစ်တာမို့လို့ကျွန်တော်ကဒီမှာ2နဲ့9နဲ့ပေါင်းချင်းက1ပေါ့နော်6ဖြစ်ချင်တာမို့လို့ကျွန်တော်က9ထည့်လိုက်တယ်အဲ့တော့ကျွန်တော်ရဲ့ဒီ4နာရီခွဲခဏ main ကွက်နေရကျွန်တော်ကခွန်9တစ်ကွက်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီခွန်9ကိုကျွန်တော်က power တွေနက်ခတ်တွေကျွန်တော်ကဘာညာတွေရိုက်လိုက်တဲ့အခါမှာကျွန်တော်က main ကခွန်9ဆိုရင်2535 90ခွန်3 20ကကျွန်တော်တို့ကအရင်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေအနေနဲ့စိတ်ဝင်စားရင်ထိုးရလို့စိတ်ဝင်စားရင်လည်းမထိုးပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်